ပြည်သက်ကြီးအားလုံးပဲမင်္ဂလာပါကျမတို့ရဲ့ channel မှာကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ကျမတို့ဘဝမှာတစ်ချိန်တစ်ခါလောက်တော့စာဖူးခဲ့ကြပေမဲ့တထေးလေးရင်းကြီးဖြစ်ပေါ်လာပုံဖြစ်ရမယ့်အကြောင်းအရာကိုအခြေခံရိုက်ကူးထားတယ် The Billionaire ဆိုတဲ့စကားလေးကို recap ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဇလန်ကောင်းလေးတွေကိုအမြဲတင်ဆက်ပေးသွားမှာမလို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ဖို့နဲ့ VPN လေးဖွင့်ပြီးကြည့်ပေးကြဖို့ကိုလည်းမြတ်တာရက်ခံပါတယ်2004ခုနှစ်ထိုင်းနိုင်ငံရဲ့ဘဏ်တစ်ခုအတွင်းသို့ top လို့ခေါ်တဲ့လူငယ်တရားဝင်လာခဲ့ပြီးစက်ယုံထောင်ခြင်းလို့ဘတ်ဆယ်တန်ချင်းငွေလိုချင်ကြောင်းပြောလိုက်တဲ့အခါဘန်ဝင်ထန်းကချင်းငွေလိုချင်အခြားကောင်တာကိုသွားဖို့ပြောလိုက်ပါတယ် top ကစာရွက်စာတမ်းတွေနဲ့အလုပ်ရှုံနေတဲ့ဘန်ဝင်ထန်းရှိကနေထွက်မသွားသေးပဲဆက်ပြီးထိုင်နေခဲ့တာကြောင့်သူ့ကိုအထင်ကြီးစေမယ့်အကြောင်းအရာတစ်ခုခုပြောခိုင်းလိုက်ပါတယ်အဲဒီခါ top ကစာရွက်ပေါ်မှာအကြောင်းအရာချို့နဲ့ဖုန်းနံပါတ်ကိုရေးလိုက်ပြီးသူပြောတာတွေကိုတေချာနားထောင်ပေးဖို့တောင်းဆိုလိုက်ပါတယ်။တစ်ချိန်က top ကကျောင်းမစာတင်နေရင်ဂိမ်းခိုးဆော့နေတဲ့လူငယ်တယောက်ပါ။တငယ်ချင်းနဲ့အတူတူဂိမ်း item အယောင်းဝယ်လုပ်နေရင်အခြားလူတယောက်က Dragon Boost item ကိုရောင်းပေးဖို့ top ကိုပြောလိုက်ပါတယ်။အဲဒီခါ top ကသူမတစ်ခုပဲရှိရမလို့မရောင်းဘူးလို့ပြောလိုက်တဲ့အခါထိုလူကစင်ကာပူဒေါ်လာ900ပေးမယ်လို့ခံလန်းလိုက်ပါတယ်။ top လဲရောင်းဖို့သဘောတူလိုက်ပြီးဦးလေးဖြစ်သူရဲ့ဘဏ်အကောင့်ထဲကိုငွေလွှဲခိုင်းကgame item အများပြားကိုရောင်းချနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ top တရောင် game item တွေရောင်းလို့ရတဲ့ငွေနဲ့ဘတ်9သိန်းတန်ကားအသစ်တစ်စီးကိုဝယ်ယူလိုက်တယ်။ top မိဘတွေကတော့ပတ်စံတွေကိုရေလိုသုံးနေတဲ့ top ကိုအနာဂတ်အတွက်ဘွဲမရရင်ဒုက္ခရောက်မှာမလို့ game ဆော့နေရတွေကိုရပ်ဖို့ပြောလိုက်ပါတယ်။မိဘရဲ့စူပူမှုတွေပြီးသွားတဲ့အခါ top ကကျောင်းစာအုပ်တအုပ်ကိုယူလိုက်ပြီး mouse pad အဖြစ်အသုံးပြုက game ဆက်ဆော့နေခဲ့ပါတယ်။ဒီလိုနဲ့တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စီရင်မှာသူ့နာမည်မပါလာတာဘူး။ဒါပေမဲ့ top ကတော့ဂိမ်းကိုပဲဆက်ပြီးဆော့နေခဲ့ပါတယ်။ဂိမ်းဆော့ရတာကိုအရန်ဆွဲလန်းတဲ့ top တယောက် PlayStation ဂိမ်းဆက်ဝယ်ပြီးပြန်လာတဲ့အခါမိဘတွေက top အနာဂတ်အတွက်စိတ်ပူနေပါတယ်။ top ကတော့ကိုယ်တိုင်ငွေရှာနိုင်ပြီမလို့သူ့အနာဂတ်အတွက်စိတ်မပူဖို့ပြောလိုက်ပါတယ်။တရက်မှာတော့သူ့ရဲ့ငွေဝင်ပေါက်ဖြစ်တဲ့ဂိမ်းအကောင့်ကအဖြတ်ခံလိုက်ရတယ်။အဲဒါကြောင့် top လဲ DVD ဆက်အများကြီးဝယ်ယူကပြန်ရောက်ပြီးငွေရှာဖို့ဆုံးဖြတ်လိုက်တယ်။အဲဒီခါဘန်ဝင်ထန်းကမင်းရီမန်ချက်က DVD ဆက်ယုံထားမလို့လားလို့မေးလိုက်တဲ့အခါ top ကဇလန်ကခုမှစမလို့ပြောလိုက်တယ်။ဒီလိုနဲ့ top တယောက် DVD ဆက်အများပြားကိုဝယ်လာခဲ့ပြီးဒီဆက်တွေကိုပြန်ရောက်တဲ့အခါအမျက်ဘလောက်ရမယ်ဆိုပြီးမိဘတွေကိုရှင်းပြနေတဲ့အချိန်မှာဆက်အားလုံးကပြက်နေရကိုမြင်တွေ့လိုက်ရတယ်။အဲဒါကြောင့်ဆိုင်ကိုသွားပြီးပစ္စည်းတွေကိုပြန်လဲပေးဖို့ပြောတဲ့အခါဆိုင်ရှင်ကဝယ်ပြီးပစ္စည်းပြန်မလဲပေးကြောင်းနောက်ပြီး top ဝယ်သွားတဲ့ဆက်တွေကတခါသုံးဆက်တွေဖြစ်နေရကြောင်းအာမခံမရှိဘူးလို့ပြောလိုက်ပါတယ်။ဘာမှသုံးစားမရတဲ့ဆက်တွေနဲ့အိမ်ပြန်လာတဲ့ top တယောက်လမ်းမှာဖခင်ဖြစ်သူနဲ့တွေ့ပြီးအပြင်လောကမှာငွေရှာရတာကဂိမ်းထဲကလို့မလွယ်ကူကြောင်းရှင်းပြလိုက်ပြီး top ကျောင်းဆက်တက်ဖို့အတွက်အဖေကငွေထုတ်ပေးလိုက်ပါတယ်။ဒါပေမဲ့ top ကသူ့ဘာသူလုံနိုင်တယ်လို့ပြောကငွေတွေကိုပြန်ပေးလိုက်တယ်။အဲဒီနောက် top ကဖခင်ဖြစ်သူရဲ့အဆောင်ကိုခိုးကဆိုင်တဲ့ဆိုင်မှာဘတ်သိန်းနဲ့အပေါင်ထားလိုက်ပြီးကျောင်းဆက်တက်ခဲ့တယ်။ဒါကသူ့ဘဝမှာပထမဆုံးအကျွေးတင်ခြင်းမှာ top တယောက်ကျောင်းတက်နေရပေမဲ့သူများတွေပြောသလိုမပြောနိုင်ဖြစ်နေပြီးသူကောင်းထဲမှာသူ့အဖေရဲ့အဆောင်ပြဿနာကိုစိတ်ရောက်နေခဲ့တယ်။အဲဒီနောက်ပြဆက်ကပိုလေးချင်နေတဲ့လင်းစီသွားပြီးမုတ်သွားစားဖို့ပြောလိုက်တဲ့အခါလင်းကမအောင်ဘူးလို့ညင်လိုက်တာကြောင့် top တယောက်စားတော့ကုန်ပြပွဲသို့ရောက်သွားခဲ့တယ်။ပြပွဲမှာရှောက်ကြည့်နေရင်တစ်ဧတီလော်ဆက်တစ်ခုကိုတွေ့လိုက်တဲ့အခါသဘောကျသွားခဲ့တယ်။အဲဒီနောက်ဆက်ကြီးနဲ့အိမ်ပြန်ရောက်လာတဲ့အခါ top ကတစ်ဧတီရောက်နဲ့စီးပွားရေးလုပ်တော့မှဖြစ်ကြောင်းမိဘဖြစ်သူတွေကိုပြောပြလိုက်တယ်။အဲဒီခါအဖေကဈေးထဲမှာဘတ်3000နဲ့စက်တိလောက်ယူဝယ်ယူလို့ရတဲ့အဆက်ကိုဘတ်9သိန်းနဲ့တစ်လ9000ပေးပြီး9လာတဲ့ top ကိုစိတ်ပြတ်သွားခဲ့ပါတယ်။ဒါပေမဲ့အမေကတော့စိတ်မပြတ်ခဲ့ပဲ top အပေါ်မှာယုံကြည်ပေးခဲ့ပါတယ်။ငွေရှာဖို့အတွက်ပဲခေါင်းထဲမှာရှိနေတဲ့ top တယောက်စာတင်မှုကိုစိတ်ဝင်စားတော့ပဲဈေးထဲသွားကတစ်ဧတီလော်တဲ့လုံနီတွေကိုလေးလာနေခဲ့ပြီးတဲ့နောက်အိမ်ပြန်ကသူဝယ်လာတဲ့ဆက်အသစ်ကြီးနဲ့တစ်ဧတီလော်ကြည့်ခဲ့ပါတယ်။ဒါပေမဲ့အပူချိန်ကိုတေချာမထိန်နိုင်တာကြောင့်တစ်ဧတီအချို့ပေါက်ထွက်ခဲ့ပြီးသူပထမဆုံးလော်ထားတဲ့တစ်ဧတီကိုဦးလေးအားကြည့်လိုက်တဲ့အခါမျက်နှာရှုံမဲ့သွားခဲ့ပါတယ်။ဒီလိုနဲ့နောက်တစ်ခါထပ်လော်ပြီးအမေကိုကြည့်လိုက်တဲ့အခါစားကောင်းကြောင်ထောက်ကန်နေပြင်အဖေကအင်ကိုလာတဲ့ဧည့်သည်တွေကိုပါကြွေတဲ့အထိအခြေအနေကောင်းသွားခဲ့ပါတယ်။အဲဒါကြောင့် top လဲထောက်ကဲနွိုင်အမည်နဲ့တစ်ဧတီအောင်ချဖို့ကုန်တိုက်တစ်ခုမှာနေရာပြင်ဆင်လိုက်ပါတယ်
ဒါပေမဲ့တနေ့ကုန်နေလို့တပူးစားတော်မရောင်းရတာမလို့ဦးလေးဖြစ်သူကိုဘေးကဈေးတဲ့အတိုင်းအော်ပြီးရောင်းဖို့ပြောလိုက်ပါတယ်။အိမ်နောက် Top ကဈေးထဲသွားကဈေးသည်ရဲ့ဈေးရောင်းပုံတွေကိုသွားလိလာခဲ့တယ်။ဘောင်းမီရောင်းတဲ့ဈေးသည်ရဲ့သုံးထည့်ဝဲတစ်ထည့်လက်ဆောင်ဆိုတဲ့စကားကြောင့်လက်ဆောင်ပေးဖို့လိုကြောင်းမှတ်သားလိုက်တယ်။ဈေးသည်အချင်းချင်းအပြိုင်ဆိုင်ရောင်းနေရကိုကြီးကဈေးလျှော့ပြီးရောင်းရမယ်ဆိုတာကိုမှတ်သားခဲ့ပါတယ်။လင်းနဲ့ရှောက်သားနေရင်ဦးလေးဖြစ်သူရဲ့ဖုန်းလာကတနေ့ကုန်ထိုင်ရောင်းနေရတော့ခုထိဝယ်ယူသူတယောက်မှမရှိကြောင်းပြောလိုက်ပါတယ်။အိမ်နောက် Top ကအင်နာထိတ်ကနေထွက်လာတဲ့လူတွေကိုအလူခံနေတဲ့ပရာဟီတာသမားတွေမှာပတ်စံတွေအများကြီးရနေရကိုကြည့်ပြီးဈေးရောက်ရင်လည်းနေရာကောင်းတစ်ခုလိုအပ်ကြောင်းသတိထားမိသွားပါတယ်။အဲဒါကြောင့်ကုန်တိုက်ကိုပြန်လာခဲ့ပြီးနေရာကောင်းရဖို့ဘတ်2000ထပ်ပေးကနေရာရွှေ့လိုက်တယ်။ဒါပေမဲ့ဝယ်သူတယောက်မှမလာတာကြောင့်ထပ်ပြီးစိတ်သက်သာသွားခဲ့တယ်။ Top တယောက်စာမေးပွဲဖြစ်နေချိန်မှာတော့စိတ်ဝင်စားနိုင်တော့ပဲဇက်လိုက်ခေါ်နေတဲ့ဖုန်းကြောင့်အခန်းဆောင်ဆရာမကိုဖုန်းပြောခွင့်ရမလားလို့မေးလိုက်တယ်။ဖုန်းကရင်စာခိုးချတယ်လို့တမန်မှဖြစ်ကြောင်းပြောလိုက်တဲ့အခါ Top တယောက်အများကြီးမစင်စားနေတော့ပဲစာမေးပွဲအခန်းထဲကနေထွက်လာခဲ့လိုက်တယ်။တကယ်တော့ဖုန်းခေါ်နေသူကဦးလေးဖြစ်ပြီးအရန်တွေရောင်းကောင်းနေရကြောင့်တစ်အဲဒီတွေထက်လာပို့ပေးဖို့ဖုန်းခေါ်နေရပါ။အဲဒါကြောင့် Top လဲတစ်အဲဒီအေဂျီထံကရောက်သွားခဲ့ပြီးတစ်အဲဒီရောင်းကောင်းနေပြီမလို့တလားကိုဘတ်တန်1200ရမယ်ဆိုင်ခွဲတွေဖွင့်ဖို့ဦးလေးဖြစ်သူနဲ့တိုင်ပင်လိုက်ပါတယ်။အိမ်နောက်စာမေးပွဲဖြေဖို့ကိုစိတ်ဝင်စားတော့ပဲဆိုင်ခွဲတွေဖွင့်ဖို့စူးစမ်းနေတဲ့ Top စီကိုလင်းရောက်လာခဲ့ပြီးကြောင်ပြန်တက်ဖို့ချော်ပြောခဲ့ပါတယ်။တရက်မှာသူ့ရဲ့လှော်ဆက်ကနေထွက်လာတဲ့မိခိုးတွေကြောင့်ညနေချက်တွေမှာကြက်ခိုးတွေဖြစ်လာတာမလို့ညဘက်မှာတင်းလေးပြင်ဆင်ပေးခဲ့ရပါတယ်။ Top တရက်လှုပ်ချင်တာတွေတစွတ်ထိုးရှောက်လုပ်နေရမလို့တစ်ဖက်မှာလည်းမိဘတွေမှာအကျွေးတွေများလာခဲ့ပြီးတရုတ်ပြည်ကအကိုအမစီကိုမိသားစုလိုက်ပြောင်းဖို့ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ Top ကတော့မိဘတွေနဲ့တူတရုတ်ကိုလိုက်မသွားပဲဒီမှာပဲចောင်းပြအောင်တက်မယ်လို့ကတိပေးကကြံနေခဲ့ပါတယ်။ပတ်စံမဲရှာဖို့အာယုံရောက်နေတဲ့ Top ရဲ့တဲ့အဲဒီဆိုင်တွေကိုကုန်တိုက်တွေကဆက်ပြီးရောင်းချဖို့လက်မခံတော့ပါဘူး။တစ်ဖက်မှာလည်းအကျွေးတွေကြောင့်သူနေထိုင်တဲ့အိမ်ကိုလည်းဘန်ကချိတ်ပေးသွားခဲ့ပါတယ်။တရက်မှာတော့ Top ကိုလင်းကចောင်းပြန်တက်ပြီးလိမ့်လိမ့်မမနေဖို့ဖြောင်းဖြခဲ့ပါတယ်။ဒါပေမဲ့လင်းပြောတာတွေကိုစိတ်ဝင်စားပဲသူမကြွေးတဲ့ရင်ညိကျော်ကိုစားကအဲ့ဒါကိုရောင်းဖို့စိတ်ကူးရသွားပါတယ်။ဒီလိုနဲ့ပထမဆုံးရင်ညိကျော်တွေကိုရာယွင်ကနေဝယ်ပြီးပြန်ရောင်းခဲ့ပေမဲ့ရင်ညိတွေကကြာရှည်မခံပဲတိုးသွားခဲ့ပါတယ်။အဲ့ဒါကြောင့်ရင်ညိတွေကို Top ကိုတိုင်းကြော်ညာကပြုတ်လောက်ခဲ့ပေမဲ့ဘာမှမထူတာကြောင့်တက္ကသိုလ်တစ်ခုရဲ့အစားအသောက်နဲ့ထုတ်ပိုးမှုဌာနကိုသွားပြီးသူ့ရဲ့အခက်အခဲတွေကိုဖြေရှင်းခဲ့ပါတယ်။အဲဒီခါသူ့အကြောင်းနေနားထောင်တဲ့ဘဝင်ထန်လဲ Top ရဲ့စူးစမ်းမှုတွေကိုသဘောကျသွားပြီးလက်ချင်းရိုက်လိုက်ပါတယ်။ Top ကိုမိမတယောက်ကရင်းညိကြော်တဲ့စီကအောက်ဆီဂျင်နဲ့တက်ပြူသွားတဲ့အခါသိုးသွားတတာမလို့ထုတ်ပိုးပြီးတဲ့အခါအထုပ်ထဲကအောက်ဆီဂျင်ကိုထုတ်ပြီးနိုက်ထရိုဂျင်နဲ့အစားထုတ်လိုက်ရင်မုန့်တွေကတာရှည်ခံပြီးအမြဲကျွရနေမှဖြစ်ကြောင်းရှင်းပြလိုက်တယ်။အဲဒီခါ Top လဲထိုးဆက်ကိုဝယ်ယူဖို့အတွက်သူ့ရဲ့ဒီဆက်တွေအလုံးကိုရောင်းလိုက်ပါတယ်။ရင်းညိတစ်ဖာကိုဘတ်1000ပေးရပြီးရင်းညိတွေကိုစမ်းကြော်လိုက်နေရဘတ်သိန်းဖို့ပြည့်စည်သွားပါတယ်။အဲဒါကြောင့်သူ့ရဲ့ဂိမ်းဆက်နဲ့ကွန်ပျူတာအလုံးရောင်းလိုက်ပြီးနောက်ထပ်ရင်းညိတွေထပ်ဝဲခဲ့ပါတယ်။အဆုံးရှုံးများသွားတာကြောင့်ဦးလေးဖြစ်သူကလည်းဒီတစ်ခါရင်းညိကြော်ဖို့သူတာဝန်မယူနိုင်တော့ဘူးလို့ပြောလိုက်တဲ့အခါ Top ကအောင်မြင်တဲ့စီးပွားရေးတစ်ခုဖြစ်ဖို့ဆိုရင်ညှို့လင့်ထားတာထက်ဝေပို300မှာဖြစ်ကြောင်းရှင်းပြလိုက်တယ်။ဒီလိုနဲ့လင်းကစာမေးပွဲဖွေပြို့အတွက်ရှောက်လာတင်မှုဖုန်းဆက်ခေါ်တာကြောင့် Top လဲចောင်းကိုတွားခဲ့ပြီးအိမ်ပြန်လာတဲ့အခါဦးလေးဖြစ်သူလဲကြနေရကိုမြင်တွေ့လိုက်ရတဲ့အခါစီးရုံကိုအမြန်ပို့ပေးလိုက်ရပါတယ်။အနာမအမြဲရှိနေပေးပြီးသူ့လို့သမျှကိုကူညီပေးနေတဲ့ဦးလေးဖြစ်သူမရှိတော့တာကြောင့်လုပ်ငန်းကို Top တယောက်တည်းဦးဆောင်ရပါတော့တယ်။နောက်ထပ်ရလာတဲ့ပတ်စံတွေနဲ့ဝယ်ထားတဲ့ရင်းကြီးတွေကိုကြော်တဲ့အခါတခုမှအစင်မပြေခဲ့ပဲနောက်ဆုံးကျန်နေတဲ့ထုတ်ကိုယူပြီးကြော်လိုက်တဲ့အခါသူလိုချင်တဲ့အရာသာအတိုင်းရသွားခဲ့တယ်။အဲဒါကြောင့်စီယွန်တက်နေတဲ့ဦးလေးကိုသူကြော်ထားတဲ့ရင်းကြီးကိုကြေးလိုက်တဲ့အခါအရာသာကောင်းတာမလို့သူ့ရဲ့လုပ်ငန်းကိုစတင်ခဲ့ပါတယ်။ Top ကတော့တစ်နှစ်အတွင်းဘတ်တန်ဝင်ဖို့မျှော်လင့်ထားပြီးဒီပုံစံတိုင်းဆိုရင်သူ့ရဲ့အိမ်မက်တွေဖြစ်လာဖို့စိတ်ကူးရင်နေတော့ဖုန်းဝင်လာခဲ့ပါတယ်။ Top ရဲ့မိဘတွေကကြောက်ပြီးရင်သူတို့နဲ့အတူတရုံမာလာနေဖို့ပြောလိုက်တဲ့အခါစီးပွားရေးစတင်နိုင်ပြီမလို့ပျော်ရွှင်နေတဲ့ Top ကမိဘတွေရဲ့အကြွေးကဘလောက်လဲလို့မိလိုက်တဲ့အခါဘတ်တန်40လို့ကြားလိုက်တာကြောင့်စွန့်အားသွားခဲ့ပါတယ်။ဒုက္ခတွေကြားထဲကနေရုံးထွက်နိုင်ပြီလို့ထင်ထားခဲ့တဲ့ Top တယောက်ကနောက်ထပ်ရောက်လာတဲ့အကြွေးတွေဆိုတာကြီးကိုတွေးမိရင်အိမ်ပြန်လာခဲ့ပါတယ်။အိမ်ထဲမှာရှိနေတဲ့မိဘတပုံလေးကိုကြည့်ကဝမ်းနေနေရင်အကြွေးတွေကြောင့်
ဖခင်ဖြစ်သူတောင်းနေရတဲ့အေးစီတွေကိုမြင်တွေ့လိုက်ရပါတယ်။အဲဒီနောက်ကျောင်းကဆရာတယောက်ပြောတဲ့ချမ်းသာမယ်လို့ယုံကြည်ရင်ချမ်းသာလာမယ်။အောင်မြင်မယ်လို့ယုံကြည်ထားရင်အောင်မြင်မယ်လို့ပြောတဲ့စကားကိုကက်ဆန်နဲ့အကြိမ်များစွာပြန်နာထောင်နေခဲ့ပါတယ်။ဒီလိုနဲ့ဓာတ်ခဲအားကုန်သွားလို့ဝယ်ပြီးအပြန်ဆရာဖြစ်သူပြောတဲ့စီပွားရေးဆိုင်ရာစကားလုံးတွေကိုနားထောင်ရင်သူ့ရည်ညီတွေကို 7-Eleven ဆိုင်တွေမှာတင်ရောင်းဖို့အကြံရသွားပါတယ်။အဲဒါကြောင့် 7-Eleven ကတာဝန်ရှိသူကိုဆက်သွယ်ကလိုအပ်တာတွေပြင်ဆင်ပြီးဌာနချုပ်ကိုသွားခဲ့ပါတယ်။အဲဒီနောက်သူဘေကလူကွန်ပျက်စီမိတ်ဆက်ဖို့လေ့ကျင့်နေရကိုကြီးကသဘောကျသွားပြီးတက်ဆင်ခံနဲ့သွားကလေ့ကျင့်လိုက်ပါတယ်။ဒါပေမဲ့ကောင်တာမှာနာမည်စီရင်မပေးထားတာကြောင့်9နာရီတည်းကရောက်နေပေမယ့်လူကြီးနဲ့တွေ့ခွင့်မရသေးပဲထိုင်ဆောင်နေရပါတယ်။နောက်ထပ်3နာရီလောက်ကြာတဲ့အခါရုံးထက်ကနေမိမတယောက်ထွက်လာပြီး top ကိုမိတ်ဆက်လိုက်ပါတယ်။အဲဒီခါ top ကသူ့ရဲ့ရင်းနှီးကြောအကြောင်းတေချာရှင်းပြလိုက်ပြီးပစ္စည်းကိုပြလိုက်တဲ့အခါထုတ်ပို့မှုပုံစံကိုကြည့်ပြီးဒီပုံစံနဲ့ဆိုရင်သူတို့ရဲ့ဆိုင်တွေမှာရောင်းဖို့အခက်အခဲဖြစ်တယ်လို့ပြောကညှင်းလိုက်ပါတယ်။တရက်မှာ top ကကြောင်းမလာတော့လို့စိတ်ပူပြီးအိမ်ကိုလိုက်လာတဲ့ရီးစားဖြစ်သူကိုလမ်းခွဲလိုက်ပါတယ်။တကယ်တော့သူမအကျေးပတ်လဲဝိုင်းနေပြီးအနာဂတ်ကလည်းဘာမှန်းသိချမသိတာကြောင့်ကောင်မလေးကိုဆွန်လွန်ဖို့ဆုံးဖြတ်လိုက်တာပါ။နောက်တရက် top တရက်ဈေးကွက်ထဲမှာရှိတဲ့မုံမျိုးစုကိုဝယ်ယူလာပြီးသူ့ရင်းကြီးကြောအတွက်ထုတ်ပိုးမှုဒီဇိုင်းဆွဲခိုင်းလိုက်ပါတယ်။ top ကထုတ်ပိုးမှုဒီဇိုင်းအတွက်သူ့အကြံကိုပြောလိုက်ပေမယ့်တစ်ဖက်လူကအားမပေးပဲသူ့ရဲ့အရင်နာမည်ထောင်ကဲနွိုင်းဆိုတဲ့နာမည်နဲ့ပဲလုပ်ဖို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ထုတ်ပိုးမှုဒီဇိုင်းတဲ့ 7-Eleven ဌာနကိုပြန်ရောက်လာခဲ့ပြီးတွေ့ဖို့ကြိုတင်ရဲ့ချိန်မယူထားမိတာကြောင့်ထပ်ပြီးတိုက်ပတ်သွားခဲ့ပါတယ်။တာဝန်ရှိသူကအစည်းအဝေးရှိတာကြောင့်တနေ့ကမအားဘူးလို့ပြောလိုက်ပေမဲ့ရုံးထဲမှာရှိနေတဲ့တာဝန်ရှိမိမကိုမြင်တွေ့လိုက်ရတဲ့အခါအခြေအနေတွေကိုသဘောပေါက်သွားပြီးထပြန်လာခဲ့ပါတယ်။အဲဒီနောက်သူယူလာတဲ့မုံတွေကိုဒလီကာဝန်ထမ်းကိုပေးခဲ့လိုက်ပါတယ်။ဒီလိုနဲ့ခဏကြာမှဒလီကာစီးတဲ့ 7-Eleven ဝန်ထမ်းတယောက် top ထားခဲ့တဲ့ရင်းကြီးထုတ်ကိုမြင်ပြီးယူစားလိုက်ပါတယ်။ရင်းကြီးတော်ကအရသာကောင်းမွန်ပြီးစားလို့ကောင်းတာကြောင့်တွေ့သမျှလူကိုလိုက်ကြွေးခဲ့ပါတယ်။ဒီလိုနဲ့ရုံကပြန်တာဝန်ရှိမိမက top ထားခဲ့တဲ့ရင်းကြီးထုတ်ကိုမြင်တွေ့လိုက်ရပြီးနောက်တရက်မှာတော့ top နဲ့တွေ့ဆုံခဲ့ပါတယ်။ 7-Eleven ဆိုင်ခွဲအားလုံးမှာ top ရဲ့ရင်းကြီးထုတ်တွေကိုတင်ရောင်းတော့မှမလို့ရင်းကြီးထုတ်ပေါင်း9000ကျော်ပြင်ဆင်ထားဖို့ပြောလိုက်ပြီးပစ္စည်းထုတ်လုပ်တဲ့နေရာကိုကျန်းမာရေးနဲ့ညီညွတ်မှုရှိမရှိလာစစ်ဆေးမယ်လို့ပြောလိုက်ပါတယ်။အဲဒါကြောင့် top ကစက်ရုံဆောက်ဖို့အတွက်ဘန်မာဘတ်10တန်းလာချိခဲ့တာပါ။ဘန်ဝင်ချန်က19နှစ်သား top ရဲ့စူးစမ်းမှုကိုအတိအမှတ်ပြုပေမယ့်အကျေးတန်း40တနေရာကြောင့်နောက်ထပ်ငွေထုတ်ချေဖို့မဖြစ်နိုင်ဘူးလို့ညင်လိုက်ပါတယ်။ဒါပေမဲ့ဗန်ယာရှိရဲ့သတိပေးမှုကြောင့်သူအဖေမှာကိုရောင်တစ်ခုပိုင်ဆိုင်တာကိုတည်သွားပြီးအဲ့ဒီကိုရောင်ကိုစက်ရုံအဖြစ်ပြုလုပ်လိုက်ပါတယ်။အားလုံးအစဉ်သင့်ပြင်ဆင်ပြီးသွားတဲ့အခါလာရောက်စစ်ဆေးဖို့ 7-Eleven တာဝန်ရှိသူကိုသတင်းပို့လိုက်ပါတယ်။ဒီလိုနဲ့နောက်ရက်မှာတာဝန်ရှိသူတွေရောက်လာခဲ့ပြီးတော့ top ရဲ့ထုတ်လုပ်ရေးစက်ရုံကိုစတင်စစ်ဆေးခဲ့ပါတယ်။ top ရဲ့စက်ရုံကဆေးရောင်မချောက်သေးပဲမီလုံးတွေမှာအကာအကွယ်မရှိတာကြောင့်တတ်မှတ်ထားတဲ့စံနှုန်းနဲ့မညီသေးဘူးလို့ပြောလိုက်ပါတယ်။အဲဒီနောက်စက်ရုံရဲ့လိုအပ်ချက်တွေကိုသေချာရှင်းပြခဲ့ပြီးတဲ့နောက်တာဝန်ရှိသူကစစ်ဆေးမှုအောင်မြင်မအောင်မြင်ကိုသိရဖို့နောက်မှဆက်သွယ်လာနိုင်မယ်လို့ပြောလိုက်တဲ့အခါ top ရဲ့ဦးလေးကလက်ထိုးဖို့စာအိတ်လေးထုတ်ပေးလိုက်ပါတယ်။ top ကတော့အခြေအနေတွေပိုဆိုးသွားမှဆိုရင်တဲ့အတွက်စာအိတ်ကိုပြန်သိမ်းထားလိုက်ပြီးစက်ရုံရဲ့လိုအပ်ချက်တွေကိုသေချာပြင်ဆင်ခဲ့ကလိုအပ်တဲ့ရင်းနှီးထုတ်တွေကိုဆက်ပြီးထုတ်လုပ်ခဲ့တယ်။တရက်တော့ထောက်စီကို 7-Eleven ကအကြောင်းကြားစာရလာခဲ့ပြီးမင်းကုံနေရာကြောင့်စာကိုနေအောင်ထဲရေးထားကဖက်ကြည့်လိုက်တဲ့အခါသူ့ရဲ့ရင်းကြီးကျော်ကတမတ်ထားတဲ့စံနှုန်းကိုမှီသွားတာမလို့ top တယောက်ပျော်ရွှင်သွားခဲ့ပါတယ်။ဒီလိုနဲ့ 7-Eleven ကိုအထုပ်ပေါင်း9000ကျော်ပူရမယ့်ရက်ကိုရောက်လာတဲ့အခါသူတို့အတူအရင်တည်းကစိုးတူကောင်းဖက်ရှိနေပေးတဲ့ဦးလေးကိုဖက်ပြီးကျေးဇူးတင်စကားပြောကပစ္စည်းပို့ပေးဖို့အတွက်မနက်အစောကြီးထလာခဲ့ပါတယ်။ 7-Eleven ကိုရောင်ကိုရောက်သွားတဲ့အခါနောက်ကျနေရမလို့ကိုရောင်ကြည့်ချက်သူကိုခါခါရရတောင်းပန်လိုက်တဲ့အခါ top ကိုတနာသွားပြီးသူပစ္စည်းတွေကိုလက်ခံလိုက်ပါတယ်။အမြဲတရှုံခဲ့တဲ့လူငယ်တယောက်ကမလျှော်ဆွဲနဲ့စူးစမ်းခဲ့ပြီးတဲ့နောက်ထောင်ကဲနွိုင်းဆိုတဲ့နာမည်နဲ့အီညီကျော်ကိုအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ 7-Eleven နဲ့လက်တွဲခဲ့ပြီး2နှစ်အကြာမှာအကျေးဘတ်တန်40ကိုပြန်ဆက်နိုင်ခဲ့ပြီးမိဘတွေကိုလည်းတရုတ်နိုင်ငံကနေပြန်ခေါ်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့တော့ကိုနောက်ထပ်လုပ်ငန်းတိုးချဲ့ဖို့အတွက်ဘဏ်ကဘတ်တန်ရချပြီးထုတ်ချပေးခဲ့ပါတယ်။ top ကရင်းနှီးထုတ်ကုန်အတွက်တောင်ကိုရီးယားနိုင်ငံမှာရင်းနှီးစိုက်ခင်းတစ်ခုပိုင်ဆိုင်ထားခဲ့ပြီးကမ္ဘာအနှံ့နိုင်ငံပေါင်း82နိုင်ငံကိုတင်သွင်းထားနိုင်ခဲ့ပြီးပဲဖြစ်ပါတယ်။